မိထီလာမြို့တွင်မှာ3650နဲ့ကြရန်မြေကိုရမယ်ဆိုရင်စိတ်ဝင်စားပါသလား တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြု မိထီလာမြို့ပေါ်မှာကြရန်မြေကို3650နဲ့ရမယ်ဆိုရင်စိတ်ဝင်စားပါသလားဒါဆိုရင်တော့ဗီဒီယိုလေးကိုလိုက်ကြည့်ပါအောင်ရှင်အခုညီမရောက်နေတဲ့ဒီနေရာလေးရဆိုလို့ရှိရင်မိထီလာမြို့ပြည်သာယာမြောက်ကန်ဘောလုံးကွင်းအနီးမှာပဲဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးရဲ့ပေအကျယ်အားဆိုလို့ရှိရင်တော့ပေ30 50ရှိပြီးတော့ကြရန်မြေအမျိုးအစားလေးလည်းဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးရဲ့အားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီဝိုင်းလေးကပြည်သာယာမြောက်ကန်9လမ်းရဲ့တကွမ်းငုတ်လည်းဖြစ်ပါတယ်ဒါအပြင်ကမှသူကဝိုင်းအလွတ်ဖြစ်တဲ့အတွက်မိမိကစိတ်ကူးတဲ့အိမ်ကိုပုံဖော်ပြီးတော့လည်းစောက်လို့ရပါတယ်ရှင်မိုးရင်းအတွက်လည်းလမ်းမဆက်သွယ်ရေးကလုံးဝပူစရာမလိုပါဘူးရှင်လမ်းကလည်းကောင်းဝင်ကထက်လည်းကောင်းပါတယ်ရှင်ဒီပပဝင်းစစ်ပါဆိုလို့ရှိရင်လည်းအိမ်တွေကလုံးဝရှိနေပြီးသားဖြစ်တဲ့အတွက်ပတ်ဝန်းကျင်ကလည်းတန်ပါတယ်ရှင်ဒီဝိုင်းလေးကိုရောင်းချပေးမယ်ဈေးလေးကတော့3650ပဲဖြစ်ပါရဲ့ရှင်လူကြီးမင်းတို့ကဒီဝိုင်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူနေဆိုရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်